ဒီနေ့မှာတော့နောက်ကဓာတ်ထောက်ထားတဲ့အချိန်မှာရုံးထွက်မဲ့ပုံစံကိုတရုပ်ပြထားတာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်ရဲ့ဗီဒီယိုတွေအားဆိုရင်ဖြင့်တိုင်းပညာကိုအချိန်ပေးပြီးမလေ့ကျင့်နိုင်တဲ့မိတ်ဆွေတွေအတွက်ကြာရင်နော်ဟုတ်ရေးကြုံလာတဲ့အခါတကွက်ကောင်းအသုံးဝင်ပါစေဆိုပြီးတော့ရည်ရကအဲ့ဒါလို့ရှင်လည်းခုနတင်ပြပေးထားတာဖြစ်ပါတယ်လှည့်ပြီးတော့အသုံးတဲ့မဲ့သူတွေအတွက်လှည့်ပြီးရှိရပါတယ်တကယ်လို့သဘောမကျတဲ့သူတွေရှိရင်လည်းကျွန်တော်ဘက်ကလိုအပ်ချက်ဖြစ်မယ်ဆိုပြီးတော့ကျွန်တော်ဆိုပြီးတော့ဒီတာရက်ခံထားရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာဒီလိုမျိုးဗီဒီယိုတွေကိုထပ်မံပြီးတော့ကြည့်ရှုရှင်ကျွန်တော်ကို follow လေးလုပ်ပြီးတော့အားပေးကြပါဦးခင်ဗျာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကြာမနော်ဟုတ်ကြာလာတော့ဒီဗီဒီယိုမှာနောက်ဟိုနောက်ဆုံးတရုပ်ပြတဲ့ပုံစံကိုလက်တွေ့အသုံးပြုနိုင်ဖို့အတွက်အားလုံးသတိပြုရမှာကဓာတ်ကင်ထားတဲ့လက်ကိုအဲ့မှာထိအောင်မှန်းပြီးတော့ကြည့်နော်သူကထောက်ထားလိမ့်မယ်ခက်ပုံစံမျိုးနဲ့ခက်နိုင်မှာဖြစ်ပါမယ် ဒီခရာကိုဒီချက်ကလေးကိုတန်းဓာတ်သွားထိတာပါမှတ်ပြီးဒါမှချိန်များများလေ့ကျင့်ခြင်းဖြစ်ပါလက်တွေ့အသုံးချနိုင်မှာဖြစ်ပါတယ်ခင်ဗျာအားလုံးပဲလေ့ကျင့်ရအသုံးဝင်နိုင်ကြပါစေစမယ်ဟောပြီမိရောက်ဒါကိုပြင်ချဒါမျိုးကြာဟုတ်ပါနော်ဟုတ်ဒါဆိုသူဒါကသူလေပေးမလို့သူပြရမယ်ကြာမလားနော်လားဟုတ်ဘက်ကသူလက်ကလာလို့ရတယ်လားကြည့်ဟုတ်ပြီနော်ဖြစ်လားဟုတ်အဲ့ဘက်လည်းဒီဘက်တော့ကိုင်းရတယ်တန်းယူကြီးငါအယူမခံဘူးဘယ်လိုဝက်သွားမှာသွားတော်အဲ့ဘက်ပဲဝင်ကြလားကြာလားကြာပြီနော်ထောက်ထားတယ်အဲ့တော့ထောက်ထားရင်ဒီဝင်းလက်ပုံစံမျိုးနဲ့ပဲအောက်ကနေရိုက်ဖြုတ်လိုက်မယ်ရိုက်ဖြုတ်တဲ့အခါမှာကိုကဒီဘက်ညာဘက်ကိုထွက်ဖြုတ်မှာဆိုဘယ်ခြေအရှိကိုတလန်းတက်လိုက်ဒီဘက်ကိုတလန်းဆိုဒီဘက်ရှောင်းကိုတက်လိုက်ပြန်လို့မယ်နော်ဝင်ရလား Yes okay ရတဲ့မယ်ဒီဘက်ကိုတက်တယ်ရိုက်ဖြုတ်ပြီးရတယ်ဒိုတက်တယ်ဒိုတက်နေတာကြိုက်လားဟုတ်